ဒီနေ့မှာတော့စားလို့ကောင်းတဲ့ရာသီစားပဲပစုံသီးလေးချက်ပြပေးမယ်နော်အရင်ဆုံးအိုးထဲကိုစီထည့်လိုက်ပါမယ်ရှင်စီပူလာပြီဆိုလို့ရှိရင်ကျွတ်သွန်ပြိုကျွတ်သွန်ကြီးရင်အယောင်တင်မုတ်တို့ရောထောင်းနာတာလေးကိုစီတက်လိုက်ပါမယ်ရှင်အစိမ့်နံပျောက်သွားပြီဆိုရင်တော့ငါးလေးကိုစပြီးတော့လုံးမှုပြင်ပါမယ်ရှင်လုံးတဲ့အခါမှာငါးအသားတုံးလေးတွေမကြေသွားအောင်အသားတကြီးလုံးပေးဖို့တော့လိုပါမယ်ရှင်ငါးလေးတွေတက်လာပြီဆိုရင်တော့ပဲပစုံသီးလေးကိုအရင်ဆုံးထည့်လိုက်ပါမယ်ရှင်ပဲပစုံသီးလေးတွေကိုမှွေပြီးသွားပြီဆိုရင်တော့အနှဲငယ်နူးသွားအောင်လုပ်လိုက်ပါမယ်ရှင်ပြီးရင်တော့အနှဲငယ်နူးအခက်တဲ့ဂေါ်တခါသီးလေးကိုပါတခါရဲဆက်ထည့်ပြီးတော့မှွေလိုက်ပါမယ်ရှင်အထက်အောင်လုံးပြီးသွားပြီဆိုရင်တော့ရေလေးအနှဲငယ်ထည့်ပြီးတော့အုပ်ထားလိုက်ပါမယ်ရှင်ရှည်လေးတွေအနှဲငယ်ခန်းလာပြီဆိုရင်တော့ခရမ်းကျင်သီးလေးကိုပါထည့်ပြီးတော့မှွေပေးလိုက်ပါတော့မယ်ရှင်အခုဆိုလို့ရှိရင်အသီးအနှံလေးတွေနူးနိုင်မဲ့ရေပမာဏလေးထည့်ပြီးတော့အုပ်တယ်ထားလိုက်တော့ပါမယ်ရှင်အရသာအတွက်ငမြရီအနှဲငယ်နဲ့မဆလာလေးအနှဲငယ်လေးထည့်လိုက်ပါမယ်ရှင်ဥချကန်နေပြီဆိုရင်တော့နန်နန်ပင်ငရုတ်သီးစိမ်းစုပုတ်ရက်တို့ကိုတစ်ခါရဲထည့်ပြီးတော့အုပ်လိုက်ပါမယ်ရှင်အခုဆိုလို့ရှိရင်ချင်းဆက်ဆက်လေးနဲ့စားလို့ကောင်းတဲ့ရာသီစားပဲပစုံသီးဟင်းလေးရပြီဖြစ်ပါတယ်အရန်လည်းစားလို့ကောင်းတာမို့လို့လိုက်လို့စားကြည့်ကြအောင်နော်ဆောင်းတွင်းလေးမှာထမင်းစားပြတ်နေတဲ့သူရဲ့အတွက်ငပိတောင်းလေးနဲ့စားလို့ရှိရင်အရန်ကိုပဲစားမိစိမ့်ပါရဲ့ရှင်